Hello ခီကိုလေးတွေမှားထားတာရောက်လာပြီဒါလေးနှစ်ချောင်းပါရှင်နံပါတ်က129ရဲ့129ဒီရောင်လေးပါရှင်အမျိုးရောင်ပန်းမိတ်ကရောင်လေးမစိုးနောက်တစ်ခုကကြတော့129ရောင်လေးမစိုးတားရောင်လေးနော်နောက်တစ်ခုကကြတော့တပြေဒီမဲ့ရောင်121ကအဲ့ရောင်လားစမ်းကြည့်မယ်အသားရောင်လေးအရင်စမ်းကြည့်မယ်နော်အဖြော့အရောင်လေးစမ်းကြည့်မယ်ဒါလေးသူကချောကလက်နဲ့နေတင်းတင်းလေးဟုတ်တယ်ကီကူကနန်းကြီးကီကူကအရင်တော့တချောင်းဆိုးဘူးတယ်အဲ့ဒါ112ရောင်ချိုးချင်းရောင်ဒါလေးကမှကြည့်No မအသားရောင်လေး129မှာအရင်ဆိုလို့ကောင်းပါတယ်ကဲ6သွားပြီဆိုရင်ဒီဘက်ကအဆူလေးဆိုမယ်မဆိုးဘဲနဲ့တော့လှနေရတော့ကြည့်လိုက်အောင်မယ်နော်မန်နီးစက်အမှန်ကိုဆွဲထားကြိုက်တယ်ဒီရောင်လေး103လေးမှာတာကိုမရလို့ဒီရောင်လေးယူထားပါတယ်ဒီငါဒီမှာပေးရဟာလေးကိုတီရှူးနဲ့ပုတ်လိုက်မယ်နော်ဘာလို့ဆိုတော့လေအဲ့လိုကြီးပေးမကြိုက်Okay တခုတည်းထားမှာဒါလေးကလေအဖုံးမလုံတာမျိုးဖြစ်တတ်တယ်လေကံမျိုးအပြင်ဆင်းထွက်တာဖြစ်တတ်တယ်ပထမတစ်ချောင်းတော့တော်လေးကိုလှရမှာကြည့်ရောင်လေးကဲ test လုပ်မယ်နှခမ်းနဲ့အကြည်ရောင်လေးပဲပါတယ်တွေ့လားပြီးတော့တနေ့ကုန်အိုက်တိုင်းနေခံနေအောင်အမကီကိုကတခုတော့ရှိရပထမတစ်ခုဆိုတော့ငါ112တော့ငါတဖြည်းဖြည်းနဲ့ဒါလေးကုံလိုက်ခါမှာနှကန်းနေရာတွေဖွင့်လိုက်ထုတ်လိုက်ပြီးတော့လေးတလက်ပြီးတော့6တာမျိုးဖြစ်တတ်တယ်နော်အဲ့တော့အချင်းကြိုင်တော့ဆူလို့မကောင်းတော့ခုချိန်ဆိုဆူလို့ကောင်းတယ်ချင်း